အားလုံးပဲမင်္ဂလာပါမြတ်ကူမင်း YouTube Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ Manchester United အသင်းရဲ့ Youth Development လူငယ်တိုးတက်ရေးစီမံကိန်းအရခေါ်ယူထားတဲ့ကစားသမားလေးဖြစ်တဲ့ Diego Leon အကြောင်းကိုအနေငယ်ပြောပြပေးသွားမှာဖြစ်ပါတယ် Diego Leon ကိုတော့ Manchester United က Paraguay Club အသင်းတစ်သင်းဖြစ်တဲ့ Cerro Porteño အသင်းကနေလွန်ခဲ့တဲ့2024ဒီဇင်ဘာ31ရက်နေ့တည်းကအားလုံးသဘောတူညီမှုရရှိပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်သို့တော်အသင်းနဲ့လာရောက်ပူးပေါင်းခြင်းမရှိသေးဘဲနဲ့မူလကလပ်ဖြစ်တဲ့ Cerro Porteño အသင်းမှာရာသီကုန်တဲ့အထိကစားပြီးအခုဇူလိုင်1ရက်နေ့မှာပဲစတင်ပူးပေါင်းတော့မှာပဲဖြစ်ပါတယ် Diego Leon ကိုခေါ်ယူဖို့အတွက် Manchester United အသင်းက Cerro Porteño အသင်းကိုပြောင်းရွှေ့ကြေးကနဦးပေါင် 3.5 သန်းပေးချေခဲ့ရပြီးတော့တခြားစုကြေးငွေအပါအဝင် total 9.5 သန်းလောက်အထိတက်သွားနိုင်တဲ့ပြောင်းရွှေ့ကြေးလို့ဖော်ပြထားပါတယ်ကစားသမားကတော့2009ခုနှစ်ဖွားဖြစ်ပြီးအခု2025ဇွန်လလထဲမှာပဲအသက်18နှစ်ပြည့်တော့မယ်လို့သိရပါတယ်ကစားသမားရဲ့အရက်ကတော့9ပေ10လက်မလောက်ရှိပြီးကစားသမားရဲ့ခန္ဓာကိုယ်အနေထားအရတောင်းတောင်းတင်းတင်းနဲ့ပရီးမီးယားလိဂ်မှာအံဝင်နိုင်မယ်လို့ယူဆရပါတယ်သို့တော်လည်းပဲသိတဲ့အတိုင်းပဲပရီးမီးယားလိဂ်ရဲ့ intensity ကိုချက်ချင်းအံဝင်နိုင်မဲ့ကစားသမားကတော့တော်တော်ရှားပါတယ်ဒါကြောင့်မလို့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ် Manchester United အသင်းကတော့ဒီကစားသမားကိုလူငယ်အသင်းမှာသုံးပြီးကစားသမားရဲ့ခြေစွမ်းတော်ကြီးကိုအခြေအနေအဆင်ပြေလာမှပဲအသင်းကြီးမှာသုံးမယ်လို့လည်းသိရပါတယ်သို့တော့ကစားသမားကတော့အင်တာဗျူးမှာသူ့အနေနဲ့အခု pre-season တွေမှာပါဝင်ပြီးအသင်းရဲ့ senior အသင်းနဲ့ထိုက်တန်ကြောင်းသက်သေပြမယ်လို့လည်းဆိုထားပါတယ်ကစားသမားရဲ့မူလကစားတဲ့နေရာကတော့ left wing backဖြစ်ပါတယ်ဆိုတော့ Cerro Porteño အသင်းအတွက်26ပွဲကစားပြီး5ဂိုးသွင်းယူထားပါတယ်Paraguay U20 အသင်းမှာတော့9ပွဲကစားပြီး9ပွဲကစားပြီးတော့တဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဒါဆိုရင်ရော Manchester United အသင်းရဲ့နီးပြအဖွဲ့ဝင်အနေနဲ့ရောဒီကစားသမားကိုလူငယ်နေရာမှာလူငယ်အသင်းမှာပဲနေရာပေးမှလားဒါမှမဟုတ် senior အသင်းမှာပဲနေရာပေးမှလားဆိုတာကတော့ပြောဖို့ခက်ပါသေးတယ်။ Manchester United အသင်းရဲ့ left wing back Ruben Amorim ရဲ့ system မှာအခုလက်တလောကစားနေတဲ့ကစားသမား4ယောက်ရှိပါတယ်။အဲဒီ4ယောက်ကတော့ Diego Dalot, Luke Shaw, Doku နဲ့ Tyrone Malacia တို့ပဲဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပဲ Ruben Amorim ရဲ့ ဒီ wing back system တွေမှာတော့ဒီကစားသမား4ယောက်စလုံးကတယောက်မှအကောင်းမွန်ဆုံးခြေစွမ်းကိုပြသထားခြင်းတော့မရှိပါဘူး Diego Dalot လည်းသူနဲ့တိုက်ပွဲဝင်မဲ့သူ့ထက်ကောင်းတဲ့ကစားသမားမရှိလို့သာဒီနေရာမှာအမြဲတမ်းကစားနေရတာဖြစ်ပါတယ်အဲ့တော့မနစ်ကကျွန်တော်တို့ January ပြောင်းရွှေ့မှာခေါ်ယူထားတဲ့ Doku ကလည်းလက်တလောချိန်ထိ Premier League မှာအံဝင်မှုမရှိသေးပါဘူးနောက်ပြင် Luke Shaw ကလည်းပဲinjury prone ဒဏ်ရာခဏရရှိနေတာဖြစ်တဲ့အတွက်ကြောင့်အသင်းအတွက်လည်းအကျိုးမပြုပါဘူး။ဒါအပြင် Tyrone Malacia ကတော့နီးပြ Eric ten Hag ရဲ့ပထမရာသီမှာခေါ်ယူထားပြီးဒုတိယရာသီတရားသီလုံးကိုနားပြီးတော့ဒဏ်ရာရရှိပြီးတော့နောက်မနစ်ကရာသီမှာတော့ PSV မှာတွားရောက်ကစားနေတာဖြစ်ပါတယ်။ဒီနှစ်မှာတော့ PSV ကသူ့ကိုအပြီးသက်ခေါ်ယူဖို့မလုပ်ဆောင်တော့တာဖြစ်တဲ့အတွက်ကြောင့်အသင်းနဲ့ပြန်လည်ပူးပေါင်းတော့မှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ် Bye bye